တနေ့မှာစစ်သားတွေကစပွဲပေါ်မှာကွက်ကွက်လက်လက်လုံနေတဲ့ဘဲတွေကိုမျက်စိထင်ထင်မြင်မြင်တွေ့လိုက်ပြီးပြင်းထန်တဲ့ပြဿနာတစ်ခုကိုတွေ့ရှိခဲ့ကြတယ်။ဒီပင်လယ်ထဲကစောင့်ကြည့်စခန်းမှာတစ်နှစ်သုံးနှစ်ကြာနေထိုင်နေပြီဖြစ်ပေမဲ့စခန်းကထိန်းထားရခက်ခဲလာပြီးလိုအပ်တဲ့အစားအစာနဲ့ရေတွေတစ်ပတ်လောက်သာကျန်ရှိတော့တယ်။တနေ့မှာအာဝီကအမြင်တောက်ပတဲ့သူတစ်ယောက်ကလာမဲ့အစားအစာတည်သွားဖို့တင်မောကိုပင်လယ်ရေမျက်နှာပြင်ပေါ်မှာတွေ့လိုက်တယ်။သူတို့ကရုပ်တံဆက်သွယ်ရေးနဲ့တရက်တာစူးစမ်းခေါ်ဆိုခဲ့ပေမဲ့တစ်ဖက်ကတိတ်ဆိတ်နေစေ။အာဝီကတင်မောကိုနီးကပ်ပြီးစစ်ဆေးရမှာတင်မောဟာ၈လလောက်မတုံးထားတဲ့အလို့တင်မောတစ်စီးလိုပဲဖြစ်နေတယ်။အစားအသောက်နဲ့ရေတွေကတော့ကြမ်းရှိသေးတယ်။အာဝီကအစားအစာကိုများပြားစွာစားပြီးတင်မောကိုဆွဲယူလာတယ်။အုတ်ချုပ်သူကတင်မောပေါ်ကမှတ်တမ်းစာအုပ်ကိုဖတ်ပြီးစိတ်ထဲမှာအေးမနေခဲ့ပါဘူး။တင်မောဟာ2လလောက်ကဒီနေရာမှာရောက်ပြီးနောက်ထပ်ဆက်သွယ်မှုမရှိတော့ဘူး။အဲ့ဒီအချိန်မှာအာဝီနဲ့တငယ်ချင်းတစ်ယောက်ကတင်မောအင်ဂျင်ကိုပြန်ပြင်ပြီးစိတ်လှုပ်ရှားနေကြတယ်။အုတ်ချုပ်သူကတက်မတော်အမိတ်မရှိရင်မြည်သူမြတင်မောကိုမထွက်ခွာနိုင်ဘူးလို့တတိပေးပြီးတယောက်နဲ့တယောက်စိတ်ပြတ်သွားကြတယ်။ညမှာတော့ရေဒီယိုမှာမသိတဲ့တင်မောတစ်စီးပေါ်လာပြီးအုတ်ချုပ်သူကတိုက်ခိုက်ဖို့အမိတ်ထုတ်လိုက်တယ်။တစ်ဖက်ကတင်မောဟာမနေ့ကဆွဲလာတဲ့တင်မောပဲဆိုတာအာဝီကတွေးမိပြီးအုတ်ချုပ်သူကဘာလို့ဝဲချက်ရှိလို့ဒီတင်မောကိုပြစ်ချချင်တာလဲဆိုပြီးစိတ်မချမ်းသာဖြစ်လာတယ်။မိမတစ်ယောက်လည်းစိတ်ပြက်စရာကိုခံစားရပြီးအခြားသူတွေကတိုက်ခိုက်မှုကိုရပ်လိုက်ကြတယ်။အုတ်ချုပ်သူကမျက်နှာမူတဲ့သူကိုအပြစ်ခတ်ဖို့ကြံစည်နေချိန်မှာမိမကနောက်ကြားကနေတိုက်ခိုက်ပြီးအုတ်ချုပ်သူကိုအိတ်ဆက်သွားစေတယ်။သူတို့နှစ်ယောက်ကအုတ်ချုပ်သူကိုအောက်ထပ်သို့သွားအုပ်ပြီးလုံခြုံရေးတော့ချက်တစ်ခုကိုယူသွားတယ်။နောက်နေ့မှာအာဝီကအစားတောက်ပေးသွားရမှာအုတ်ချုပ်သူကလှုပ်ဝက်ချက်ကြီးတစ်ခုပြောပြလိုက်တယ်။တင်မောဟာ3လလောက်ကထွက်သွားပြီးတစ်လအတွင်းဒီနေရာကိုရောက်ခဲ့ပေမဲ့လမ်းကြောင်းကိုတစုံတစ်ယောက်ပြောင်းလဲထားတာကြောင့်တင်မောဟာပတ်လဲလဲနေခဲ့တယ်။အုတ်ချုပ်သူကထင်မြင်တာကအဲ့ဒီတင်မောကိုပြစ်ချတာကအတွင်းမှာရှိတဲ့အကျန်းဖက်ကိုထွက်ခွာမရအောင်ဖြစ်စေဖို့ပါ။ဒါပေမဲ့နောက်နေ့မှာအုတ်ချုပ်သူကမရှိသွားပြီးသူတို့ကတေဆုံးထားတဲ့အုတ်ချုပ်သူရဲ့ကိုယ်ခန္ဓာကိုရေထဲကနေရှာတွေ့ခဲ့ကြတယ်။အာဝီကတင်မောအပိုင်းစကိုရှာဖွေရန်သွားကျင်တယ်ဆိုပြီးပြောလိုက်တယ်မျက်နှာမူတဲ့သူကကိုယ်စလဲအဖြစ်သွားမယ်ဆိုပြီးသွားလိုက်တယ်အာဝီက2လလောက်ကတာဝန်ထမ်းဆောင်သူစည်ရင်းကိုစစ်ဆေးရမှာမျက်နှာမူတဲ့သူကတာဝန်ထမ်းဆောင်သူဖြစ်တာကိုတွေ့လိုက်တယ်အာဝီကတင်မောပေါ်ကိုကြည့်သွားတဲ့အခါမျက်နှာမူတဲ့သူကတယောက်တည်းသာရှိနေပြီးသူ့ကိုယ်သူအကြမ်းဖက်ဖြစ်နိုင်တယ်ဆိုတာခံစားရတယ်အာဝီကအရေးပေါ်အခြေအနေကြောင့်စခန်းကိုပျက်စီးစေဖို့အစီအစဉ်ကိုစတင်လိုက်တယ်မိမကလာရောက်ပြီးသူ့ကိုရက်တက်ဖို့စူးစမ်းခဲ့ပေမဲ့နောက်ကျသွားတဲ့မိမကသူ့ကိုယ်သူအကြမ်းဖက်နိုင်ငံကစစ်ဆေးသူဖြစ်ပြီး3နှစ်ကြာဒီနေရာမှာလျှို့ဝှက်စောင့်ကြည့်နေခဲ့တယ်လို့ဝန်ခံလိုက်တယ်။နောက်ဆုံးမှာအဲ့ဒီနောက်ဆုံးလက်မှတ်တွေကိုစုဆောင်းပြီး3နှစ်တာအိမ်ယာကာလပြီးရင်စခန်းရဲ့လမ်းညွှန်စနစ်ကိုဖျက်ပြီးတင်မောလမ်းကြောင်းကိုပြောင်းလဲခဲ့တယ်။ဒါပေမဲ့အဲ့ဒီနောက်မှာအဲ့ဒီနောက်ဆုံးလက်မှတ်တွေဟာစစ်တပ်ကဖန်တီးထားတဲ့လိမ်လည်မှုတစ်ခုဖြစ်တယ်ဆိုတာသိရှိခဲ့ရတယ်။နောက်ဆုံးမှာသူတို့နှစ်ယောက်ကစခန်းနဲ့တင်မောကိုပျက်စီးအောင်လုပ်ပြီးအစားအစာနှဲသွားတဲ့အတွက်နှစ်ယောက်သာ6ပတ်လောက်နိုင်တော့တယ်ရှေ့မှာရွေးချယ်စရာကများမရှိပါဘူးတေမတ်မရှိပဲစခန်းနဲ့အတူပင်လယ်ထဲမှာရှိနေမယ်ဒါမှမဟုတ်အစားအစာမရှိပဲတေးမှာပဲ